တငယ်ချင်းတွေမှာ IGCSE GED ဒါမှမဟုတ် Grade 12ပဲပြရလို့နိုင်ငံခြား University တွေကိုတိုက်ရိုက်လျှောက်ဖို့အခက်အခဲဖြစ်နေတဲ့သူရှိကြလားအဲ့လိုမျိုးအခက်အခဲဖြစ်နေရင်တော့ OSSD ကတငယ်ချင်းတို့အတွက်ပဲဖြစ်ပါတယ်မင်္ဂလာပါသမီးနာမည်ကတော့သဒ္ဒါလင်းဖြစ်ပါတယ်ယခုလက်ရှိ AIC ရဲ့ OSSD program မှာကျော်6500 scholarship နဲ့တက်ရောက်နေပါတယ်ထပ်သွေးကတော့ science ကိုသင်နေပါတယ်အရင်ကတော့ IGCSE ပြီးသွားရင် study abroad အတွက်ဘယ်လိုရှေ့ဆက်ရမလဲခေါင်းစားခဲ့ရပေမဲ့ OSSD program ကနေတစ်ဆင့်ကိုသွားခြင်းနဲ့နိုင်ငံတက္ကသိုလ်တွေကိုတွားလို့ရတယ်ဆိုတာသိလိုက်ရလို့ AIC မှာလာပြီးစုံစမ်းဖြစ်ခဲ့တာပါ AIC ကိုဘာလို့ရွေးချယ်ခဲ့လဲဆိုရင်သင်ကြားရေးပိုင်းရော facilities တွေပါတကယ်ကိုအဆင်ပြေလို့ပါစာသင်ပြီးလို့အားတဲ့အချိန်ဆို sports ground မှာလည်းတွားကစားလို့ရတယ်လို့အခြား activities အများကြီးလည်းရှိပါတယ်ကြိုက်ဆုံးကတော့ student တွေ study abroad သွားဖို့အတွက် one stop support ပေးတာပါပဲ။ကျောင်းလျှောက်တာ scholarship လျှောက်တာကနေ visa ကိစ္စအထိအစားအဆုံးတေချာကူညီပြီးတော့ AIC ကိုတကယ်ကိုသဘောကျပြီး OSSD program ကိုတက်ဖို့ဆုံးဖြတ်ခဲ့တာပါ။ senior တွေဆိုရင်လည်း Canada ရဲ့ rank 1 2ချိတ်တဲ့ University of Toronto, McGill University တွေမှာဝင်ခွင့်ရခဲ့ကြတာရှိတယ်။ World rank မှာပါတဲ့ China က University တွေမှာလည်း medicine နဲ့တက်နေတဲ့ senior student တွေလည်းရှိကြတယ်။အဲ့လိုတကယ်ကို ranking မြင့်တဲ့ကျောင်းတွေမှာ AIC က senior ကျောင်းသားတွေအများကြီးပါ။သမီးလည်းသူတို့လို ranking မြင့်တဲ့ကျောင်းမှာတက်ချင်တဲ့အောင်မြင်တဲ့ senior တယောက်ဖြစ်ချင်တဲ့အတွက်စူးစမ်းနေပါတယ်။အခု OSSD တက်ဖို့စဉ်းစားနေတဲ့တငယ်ချင်းတွေကိုတော့ AIC ရဲ့မကြခင်ကျင်းပမဲ့9ချိန်မြောက် scholarship exam ကိုလာရောက်ဖြေဆိုကြည့်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ဒီစာမေးပွဲကိုဇွန်လ18ရက်24ရက်နဲ့ဇူလိုင်လ1ရက်8ရက်ဗုဒ္ဓဟူးနေ့တိုင်း4ရက်တိတိလုပ်သွားမှာပါ။စာမေးပွဲဖြေနေတော့ပါလာတဲ့ဖေဖေမေမေတို့တငယ်ချင်းတို့အတွက်လည်း AIC ရဲ့ program တွေအကြောင်း senior တွေရဲ့အတွေ့အကြုံတွေကိုမျှဝေပေးမယ် orientation session လည်းရှိပါသေးတယ်ရှင်။စာမေးပွဲဖြေမယ်ဆိုရင် comment section မှာရှိတဲ့ link မှာ register လေးလုပ်ခဲ့ပေးပါဦးเนาะ။ကဲအဲ့ဒါဆိုရင် AIC မှာ OSSD student တွေအနေနဲ့ဆောင်ရပါမယ်ရှင်။